ရှင် day 70ဖြစ်ပါတယ်ရွှေစင်တင်ကန်းစာတင်ငယ်ဒီနေ့ဆို19နေမြောက်ရောက်ခဲ့ပါရှင်အတူဆက်ဆက်လေးနဲ့တူတင်ခဲ့တာပါနော်ကဲဒါဆိုလို့ရှိရင်အခြေခံနေစာပြောရမှာဒီနေ့အထိဆိုလို့ရှိရင်day 70ရောက်ပါပြီဒါဆိုရင်ဒီနေ့ကျတော့ရွှေစင်ပေါင်းချင်းနှုတ်ချင်းတွေလည်းပြီးတော့ဖြစ်တဲ့အတွက် grand ချိန်ပေါ့နော် grand ချိန်ကနေပြီးတော့မှကြက်ပဲရွေးပြောင်းနည်းကိုသိပြီးမှဖြစ်ပါတယ်ရှင်ကို့မှာ grand ဘလောက်ပဲရှိပါဒီနည်းကိုတုံးမယ်ဆိုရင်အရင်လွယ်ကူပါတယ်ဒီ grand ချိန်ကနေကြက်ပဲရွေးပြောင်းနည်းကိုကြည်ကြည်လည်လည်ရသွားပြီဆိုလို့ရှိရင်ဖြည်းဖြည်းလေးပြောပြပြမှာပါနော်ဒီကြက်ပဲရွေးရနေပြီးတော့မှ grand ပြောင်းနည်းကိုလည်းလွယ်သွားပါပြီရှင်ဒီဟာလေးကိုကျင့်မှုနေအောင်ရတယ်ဆိုရင်ပေါ့နော်ကဲဒါဆိုရင်ဆက်သွားမယ် grand ချိန်ပြောင်းတာကိုကိုကသိဖို့ဆိုလို့ရှိရင်ပေါ့နော်တကြက်သားမှာ16.6 gram ရှိတယ်စနစ်ဟောင်းကနော်စနစ်ဟောင်းက16.6 gram ရှိတယ်စနစ်တစ်ကကြတော့တကြက်သားမှာ16.395 gram ရှိတယ်ဒါလေးကိုတော့ကို့အနေနဲ့အလွတ်သိမှတ်ထားရမှာဖြစ်ပါတယ်ရှင်ရှေ့ဗီဒီယိုမှာလည်းရှင်းရှင်းပြောခဲ့ပူပါတယ်နော်ကဲဒါဆိုရင်ကို့မှာ2 gram ရှိရပေါ့နော်ကို့မှာကရွှေလေးချိန်2 gram ရှိတယ်ဘယ်နှပဲဘယ်နှရွေးဘယ်နှကြက်သားရှိမလဲဆိုတာလေးကိုတွက်ကြည့်မှာဖြစ်ပါတယ်ရှင်ကို့မှာရှိရရွှေလေးချိန်ကိုသိမယ်gram အလေးချိန်ကိုသိမယ်ပေါ့နော်ကို့မှာရှိရအလေးချိန်က2 gram ပဲဖြစ်ဖြစ်5 gram ပဲဖြစ်ဖြစ်ဥပမာဒီမှာ2 gram ပေးထားဖြစ်တဲ့အတွက်2 gram အစဘာနဲ့စားမလဲဆိုရင်စနစ်1နဲ့စားပြိုင်မှဖြစ်ပါတယ်စနစ်ဟောင်းနဲ့ဆိုရင်ဒီနေရာမှာ16.6 gram အစားတွင်းလိုက်ရုံပဲစနစ်1နဲ့ဆိုရင်ဒီနေရာမှာဒါလောက်အစားတွင်းလိုက်ရုံပါပဲနော်ကဲဒါဆိုလို့ရှိရင်ရွှေစင်က16.စနစ်1နဲ့စားပြိုင်မှဖြစ်ပါတယ်ကဲဒါဆိုရင် gram က2 gram ကိုဘာနဲ့စားရမလဲဆိုရင်16.3ကို3နဲ့စားမယ်စနစ်1နဲ့စားမယ်ညီမချင်းကဲဒါဆိုလို့ရွှေစင်ဒီမှာပြောချင်တာကတတမရဲ့အရှိရည်ရှေ့ဗီဒီယိုမှာလည်းရွှေစင်တိချာဖြည်းဖြည်းလေးပြောခဲ့ဘူးနော်တတမရဲ့ရှေ့ကဆက်စချင်းပေါ့နော်ကို့မှာရှိတဲ့ gram ကိုဆက်စချင်းစနစ်1ဖြစ်တဲ့16.3ကို3 gram နဲ့ပဲဆက်စစနစ်ဟောင်းဖြစ်တဲ့16.6 gram နဲ့ပဲဆက်စချင်းစားလိုက်လို့ညီမချင်းနှိပ်လိုက်လို့ပေါ်လာတဲ့တတမရှိရခနန်းဒီကြက်ဖြစ်ပါလိမ့်ရှင်အခုတတမရှိမှာခနန်းဘာမှမတွေ့ဘူး0ပဲတွေ့ရ3ညပဲတွေ့ရပေါ့နော်3ညပဲတွေ့ရအဲ့လိုရှင်တို့ကတကြက်မှမရှိဘူးပေါ့နော်ဒီနေရာမှာ10တွေ့ရမယ်ဆို10ကြက်ပေါ့1တွေ့ရမယ်ဆို1ကြက်2တွေ့ခဲ့မယ်ဆို2ကြက်ကဲဒါဆိုနောက်တစ်ခုဆက်သွားမယ်ပြီးတော့ကြက်ပြီးတော့ပဲကိုသွားမယ်နော်ပဲအလေးချိန်ကိုသွားမယ်ဒါဆိုလို့ရှင်တို့ဒီတတမရှိမှာ3ညဖြစ်တာဖြစ်တဲ့အတွက်တန်းပြီးတော့တွားလို့ရတယ်အကင်၍ဒီတတမရဲ့ရှိမှာ3ညမဟုတ်ဘူးဆိုရင်3ညဖြစ်အောင်လုပ်အောင်မှာ3ညဖြစ်နေလို့ရှိရင်တို့ကပဲကိုဆက်ပြီးတော့မှရှာလို့ရတယ်တကြက်သားမှာ16ပဲရှိရလို့ဆိုရင်တို့က16နဲ့မြောက်လိုက်မယ်ညီမချင်းဒါဆိုရင်တပဲရရှိတာဖြစ်ပါတယ်တတမရဲ့ရှိမှာတစ်တွေ့ရဖြစ်တဲ့အတွက်ဒါဆိုရင်ဒီမှာတပဲအလေးချိန်တပဲရရှိပြီဒါဆိုရင်တော့ဆက်ရှာမယ်ပေါ့နော်ပဲပြီးတော့ရှင်တော့ရွေးဆက်ရှာမယ်ရွေးဘယ်လိုရှာမလဲဆိုလို့ရှိရင်တတမရဲ့အရှိဟာ3ညဖြစ်မှဆက်သွားလို့ရမှာမလို့ရှင်က3ညဖြစ်အောင်လုပ်လိုက်မယ်3ညဖြစ်အောင်ဘယ်လိုလုပ်မလဲတစ်ဖြစ်နေမှာလို့ဆိုရင်တော့အနုတ်တစ်ပေါ့တစ်နှုတ်လိုက်မယ်ကဲဒါဆိုရင်3ညဖြစ်သွားပြီဒါဆိုရွေးဆက်ရှာလို့ရပြီအမြောက်ဒါဆို8ရွေးညီမြချင်းဒါဆိုရင်7ပေါ့နော်ဒီနေရာမှာ9ရွေးနဲ့ 0.67 ရရှိတာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်2 gram မှာဘယ်လောက်ရှိမလဲဆိုလို့ရှိရင်ပေါ့နော်တပဲနဲ့9ရွေးနဲ့ 0.67 ရရှိတာဖြစ်ပါတယ်ကဲဒါဆိုနောက်တစ်ခုက15 gram ပေါ့နော်50 gram ကို့မှာရှိရွှေလေးချင်းနဲ့15 gram ဆိုတော့ဘယ်လိုလုပ်မလဲ15 gram ဆိုလို့ရှိရင်အစားဘာနဲ့စားမလဲစနစ်1အလေးချိန်နဲ့လူချင်းစနစ်1အလေးချိန်16.3ကို3 gram နဲ့စားစနစ်ဟောင်းအလေးချိန်နဲ့လူချင်းစနစ်ဟောင်း16.6 gram နဲ့စားမယ်ဒါဆိုကို့မှာရှိရဲ့gramအချိန်ကိုတီးမယ်gramအလေးချိန်ကိုတီးကဲဒါဆိုတစ်ခေါက်ပြန်စားပြရင်မှဖြစ်ပါတယ်ကို့မှာရှိရွှေgramအလေးချိန်ဒီ15 gram အစား16.3ကို3 sorryကိုမရှိရဟာလေးက15ခနဲ့အစား16.3ကို3နဲ့စားမယ်ညီမချင်းကဲဒါဆိုရှင်ခဏနေရပြောသလိုပဲတတမရဲ့အရှိမှာပေါ့နော်ဆက်တွေ့ချင်းဒီကြက်ဖြစ်ဒီတကြမ်းမှမရှိဘူးအဲ့တော့ရှင်တော့ပဲဆက်ရှာမယ်အမြောက်16နဲ့မြောက်မယ်ညီမချင်း14ပဲရရှိတာဖြစ်ပါတယ်ဒါဆိုဒီနေရာမှာ14ပဲပါကဲဒါဆိုရင်ရွေးဆက်ရှာမယ်အမြောက်14ညီမချင်းအမြောက်8ညီမချင်း5ရွေးနဲ့ 0.5 ခုပြရတာဖြစ်ပါတယ်ရှင်4ပဲ5ရွေးနဲ့ point နဲ့5 57ပေါ့နော်ဒီလောက်ရရှိတာဖြစ်ပါတယ်15 gram မှာဒီလောက်ကြက်ပဲရွေးအနေနဲ့14ပဲ5ရွေးနဲ့ point 57ရရှိမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခု3.39 gram ရှိရပဲထားကြပါစို့3.39 gram ကိုစနစ်ဟောင်းနဲ့တွက်ပြပေးမယ်16.6 gram နဲ့ကို့မှာရှိတဲ့ခဏန်းကကို့မှာရှိတဲ့ရွှေအလေးချိန်က3.39 gram နော်3.39 gram ရှိတယ်
ဒါဆိုရင်အစဘယ်လောက်စားမလဲ16.6 စနစ်ဟောင်းနဲ့စားလိုက်မယ်ဒါဆိုရင်ညီမချင်းပထမဆုံးထွက်လာတာဒီကြက်ဖြစ်ဒီပေါ့နော်ပထမဆုံးထွက်လာတာဒီကြက်ဖြစ်ဒီကြက်မရှိဘူးကြက်မရှိတဲ့အတွက်ဆိုရင်တော့ပဲဆက်သွားမယ်ဒီကြက်သားမှာ16ပဲရှိရတဲ့အတွက်16နဲ့မြောက်လိုက်မယ်ညီမချင်း2ပဲရရှိတာဖြစ်ပါတယ်တတမရဲ့ရှိမှာ2ပဲပါဒါဆိုလို့ရှိရင်ရွေးဆက်ရှာမယ်ရွေးဆက်ရှာဝင်တဲ့အတွက်ဓမ္မရဲ့ရှိမှာ3ညဖြစ်မှဆက်သွားလို့ရမှာမို့လို့အနှုတ်နဲ့ညီမချင်းဒါဆိုရင်ဆက်သွားလို့ရပြီတပဲမှာရှိရွေးရှိတဲ့အတွက်8နဲ့မြောက်ညီမချင်း9ရွေးနဲ့ 0.6ဒါဆိုရင်တော့9ရွေးနဲ့ပေါ့နော်9ရွေးနဲ့ဒါ66ရရှိတာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရှင်တို့ကဒါ9ရွေးနဲ့0.66ပေါ့နော်ဒီလောက်ရရှိတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ရှင်ဒီမှာပြောချင်တာကကို့မှာရှိတဲ့ gram ချိန်ကရှင်ရှေ့မှာပြောခဲ့သလိုပဲ1 gram ပဲဖြစ်ဖြစ်2 gram ပဲဖြစ်ဖြစ်0.5 gram ပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမှမဟုတ်ဘူးဟိုပေါ့နော်0.95 gram ပဲဖြစ်ဖြစ် gram တစ်ချိန်ဘယ်လောက်ပဲဖြစ်ဖြစ်ကို့မှာရှိတဲ့ gram ချိန်ကဘာလောက် gram နေနေကို့မှာရှိတဲ့ gram ချိန်ကိုတီလိုက်မယ်နော်1 gram ဆို1 gram လို့တီလိုက်မယ်ဘာနဲ့စားမလဲဆိုစနစ်တစ်ကိုလိုချင်ရင်16.3235နဲ့စားလိုက်မယ်ရလာတာဒီဒါကြက်ပဲရွေဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ပေါ့နော်ကို့မှာရှိတဲ့ gram 2 gram ဆိုလို့ရှိရင်2အစစနစ်ဟောင်းကိုလိုချင်16.6 gram နဲ့စားလိုက်မယ်ဒါဆိုရင်ရလာတာဒီကြက်ပဲရွေးဖြစ်ပါတယ်ရှင်ဘာလေးပဲရရမလဲဆိုစနစ်တစ်တစ်ချက်သားမှာ16.395 gram ရှိတယ်စနစ်ဟောင်းတစ်ချက်သားမှာ16.6 gram ရှိတယ်ဆိုတော့ကိုကမှတ်ထားရမှာဖြစ်ပါတယ်ဒီ gram ချိန်ပြောင်းနည်းကနေပြီးတော့မှကြက်ပဲရွေး gram ချိန်ကနေကြက်ပဲရွေးပြောင်းနည်းကိုသိတယ်ဆိုလို့ရှိရင်ဒီကြက်ပဲရွေးပြောင်းနည်းကနေပြီးတော့ gram ချိန်ပြောင်းနည်းကိုအလွယ်တကူမှတ်တမ်းနိုင်မှာဖြစ်ပါတယ်ရှင်ဂရန်ချင်းကနေကြက်ပဲရွေးပြောင်းနည်းကိုနည်းနည်းခဲရင်းနေရဆိုရင်တော့ဒါကြက်ပဲရွေးနေပြီးဂရန်ချင်းပြောင်းနည်းလေးကိုလည်းနည်းနည်းလေးခဲရင်းမှာဖြစ်ပါတယ်အဲ့မို့လို့ဒါလေးကိုအရင်ရအောင်လုပ်ထားပါလို့ပြောချင်ပါတယ်ရှင်ဒါနေရာတည်းရဲ့လူတွေပြောပြခြင်းဖြစ်ပါတယ်ရာဘီရလူတွေကိုကြော်သွားပေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်